ရှင်တွေယူသားဆုံးချစ်ခဲ့ကြပါတယ်အချစ်ဆုံးလူရဲ့အနာမှာပဲစကံလက်ရှိခွေရချင်နေအတူပြောဘူးခဲ့တဲ့ချိန်ညာတန်တန်နေရင်ငါဟိုဝေကမင်းဟောတာကိုမမျောကြည့်စေပါ